င်းနဲ့ကြီးတစ်ခုရဲ့မြေအောက်အမှောင်ထုထဲမှာဇက်ပေါင်း900ကျော်တယောက်ထဲနေထိုင်ခဲ့တဲ့စပိန်မျိုးသမီးတူဒီထရစ်ဖလာမီနီရဲ့ဇက်900မြေအောက်ဆုံစားခန်းဟာ2021မှာစတင်ခဲ့ပြီး2023မှာပြီးဆုံးသွားခဲ့ပါတယ်။ဒါဟာမတော်တဆပိတ်မိတာမဟုတ်ဘဲလူသားတယောက်ရဲ့စိတ်တဲ့ကြံ့ခိုင်မှုကိုစမ်းသပ်ဖို့တွင်းနဲ့ကြီးထဲမှာစံချိန်တင်အောင်နေသွားခဲ့တဲ့ဖြစ်ရပါအသက်50အရွယ်စပိန်နိုင်ငံသူပီထရစ်ဟာသိပ္ပံပညာရှင်တွေနဲ့ပူးပေါင်းပြီးလူတယောက်ဟာပြင်မလောကနဲ့လုံးဝအဆက်အသွယ်ပြတ်ပြီးအမှောင်ထုထဲမှာကြာရင်ဘာဖြစ်မလဲဆိုတာကိုစမ်းသပ်ဖို့ဂရနာဒါမြို့ကပေပေါင်း230 80မီတာနက်တဲ့မြေအောက်လှိုဏ်ဂူတွင်းနဲ့ကြီးတဲ့ကိုဆင်းသွားခဲ့ပါတယ်။သူမဟာဖုန်းအင်တာနက်နိုင်ပြတ်ကလေးဘာတစ်ခုမှယူဆောင်မသွားခဲ့ပါဘူး။နေ့ညခွဲခြားဖို့လေလင်းရောင်ဟာလုံးဝမရရှိပါဒီစမ်းသပ်မှုကိုစောင့်ကြည့်တဲ့အဖွဲ့တွေကသူမစီကိုအစားအစာတွေပဲလာချပေးပြီးလုံးဝစကားမပြောဘဲပြန်သွားကြပါတယ်။ရက်ပေါင်း100ကျော်လာတဲ့အခါသူမမှာအချိန်အာရုံတွေပျောက်ဆုံးသွားခဲ့ပြီးအမြင်မှာအကြားမှားတာတွေစဖြစ်လာပါတယ်။တွင်းထဲမှာရင်းကောင်းနဲ့ဝိုင်းအုပ်နေတဲ့အချိန်တွေစိတ်ထဲကြပြီးအော်ဟစ်ငိုယိုရတဲ့အချိန်တွေရှိခဲ့ပေမဲ့သူမဟာစာဖတ်ခြင်းချီထိုးခြင်းလေးစီငယ်လှုပ်ခြင်းတို့နဲ့စိတ်ကိုထိန်းချုပ်ခဲ့ပါတယ်။2023 EP လမှာသူမတွင်းထဲကနေပြန်ထွက်လာတဲ့အခါရက်ပေါင်း909ရက်တောင်ရှိသွားခဲ့ပါပြီ။သူမတွင်းထဲရောက်နေတော့ကဘာပေါ်မှာယူကရိန်းစစ်ပွဲဖြစ်ပွားခဲ့တာကိုဗစ်စည်းကမ်းပြောင်းလဲသွားတာတွေကိုလုံးဝမသိခဲ့ပါဘူး။ပီထရစ်ဟာတွင်းထဲကနေထွက်လာခြင်းမှာပဲကျမကတော့အိတ်ချင်သေးတယ်။ပြင်မလောကကြီးကအရန်မြန်လို့နေလို့ပြောခဲ့ပါတယ်။မြေအောက်အမှောင်တွင်းထဲမှာရက်ပေါင်း69ရက်ပိတ်မိခဲ့တဲ့ချီလီတထုတွင်းလုပ်သားများဒီထစ်ထက်ဟာကမ္ဘာလုံးကိုတုံလုံးစေခဲ့ပြီးရင်သက်ရှူမောဖွဲ့ကယ်ဆယ်ရေးလုပ်ခဲ့ရတဲ့ဖြစ်ရပါချီလီနိုင်ငံကဆန်အောင်စေကျင်းနီနဲ့ရွှေတွင်းမှာအလုပ်လုပ်နေတဲ့တထုတွင်းလုပ်သား33ယောက်ဟာရုတ်တရက်တွင်းပြိုကျမှုကြောင့်မြေအောက်ထဲမှာပိတ်မိသွားခဲ့ပါတယ်အပေါ်ကနေတန်ချိန်9သိန်းလောက်ရှိတဲ့ကြောက်တုံးကြီးပိတ်ဆို့သွားတဲ့အတွက်ပြန်ထွက်ဖို့လမ်းမရှိတော့ပါဘူးတွင်းထဲမှာအပူချိန်က35စင်တီဂရိတ်ထိပူပြင်းပြီးသူတို့မှာပါသွားတဲ့ရိခါက2ရက်စာပဲရှိပါတယ်သူတို့ဟာခေါင်းဆောင်တယောက်ကိုစနစ်တကျရွေးချယ်ပြီးရှိရဲ့အစားအစာကို48နာရီမှာတူနာငါးတစုံစာပဲခွဲတန်းချစားခဲ့ကြပါတယ်ရက်ပေါင်း18ရက်ထိပြင်ပလောကကသူတို့အသက်ရှင်နေမှန်းတော့မသိခဲ့ပါဘူး18ရက်မြောက်တဲ့နေ့မှာအပေါ်ကနေရှာဖွေစက်ပစ္စည်းနဲ့တူးလိုက်တဲ့ပါးဝလေးစီကိုကျွန်တော်တို့33အောင်စလုံးမိုးကအောင်မှာအသက်ရှင်လက်ရှိပါတယ်ဆိုတဲ့စာလေးကပ်ပေးလိုက်ပါတယ်ထိုချိန်မှစပြီးတွင်းထဲသို့အောက်ဆီဂျင်အစားအစာနဲ့စိတ်သက်ခွန်အားတွေပေးရင်အထူးကေဆယ်ရေးအဖြစ်တယောက်ချင်းစီပြန်ဆွဲတင်ခဲ့ရပါတယ်သူတို့ဟာမြေအောက်အမှောင်ထုထဲမှာ69ရက်ကြာပြီးနောက်အားလုံးအသက်ရှင်လျက်ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်နှစ်ပေါင်း30ကျော်မြေအောက်လှိုဏ်ဂူထဲမှာပေါအောင်နေခဲ့ကြတဲ့ကမ္ဘာစစ်ကြံစစ်သားများဒုတိယကမ္ဘာစစ်တွင်အင်ဒိုနီးရှားနဲ့မလေးရှားအဆက်နာကကျွန်းတစ်ခုမှာဂျပန်စစ်သားတစုဟာမဟာမိတ်တပ်တွေရဲ့တိုက်ခိုက်မှုကိုခံရပြီးနောက်တောနက်ထဲကမြေအောက်လှိုဏ်ဂူတွင်းနဲ့ကြီးတစ်ခုထဲသို့ထွက်ပြေးပေါအောင်ခဲ့ကြပါတယ်။ထိုဂျပန်စစ်သားတွေဟာစစ်ရှုံးသွားတာကိုလည်းမသိစစ်ပွဲပြီးသွားတာကိုလည်းမသိပဲအပြင်ထွက်ရင်အဖမ်းခံရမယ်ဆိုတဲ့အကြောက်တရားနဲ့မြေအောက်တွင်းထဲမှာပဲနှစ်ပေါင်းများစွာပုန်းနေခဲ့ပါတယ်။သူတို့ဟာတွင်းထဲကရေတွေကိုတောက်ရင်းတို့တွေအင်းဆက်တွေနဲ့တွင်းထဲကိုမတော်တဆလာတဲ့တရားဝါတွေကိုရှာဖွေစားတောက်ရင်းကာလရှင်ရှင်တန်ခဲ့ကြတာပါ1980မှာတော့ဒေသခံမိုးဆိုးတွေတိတ်ခုတ်သမားတွေကတွင်းနဲ့ကြီးတဲ့ကနေထူးဆန်းတဲ့အတန်တွေမိခိုးတွေထွက်လာတာကိုသတိထားမိရာကနေအာဏာပိုင်တွေကိုအကြောင်းကြားပြီးတွားရောက်ရှာဖွေခဲ့ကြပါတယ်သူတို့ကိုတွေ့တဲ့အချိန်မှာအဝေးအစားတောင်မရှိတော့ပဲသစ်ပင်ခောက်တွေတလိဆန်အရေးပြားတွေကိုဝတ်ထားရပြီးစကားတောင်ကောင်းကောင်းမပြောနိုင်တော့ပါဘူးစစ်ပွဲကြီးပြီးသွားတာနှစ်ပေါင်း30ကြာပြီးမှသူတို့ဟာမြေအောက်အမှောင်ထုတွေကနေပြင်ပလောကကိုပြန်လည်ရောက်ရှိလာခဲ့ပါတယ်